အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK channel ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့နွေရာသီအားလည်းရဲ့အမီပေါ့နော်ရေစိမ်ကန်လေးကိုမာကြည့်လိုက်ပါတယ်ဒီကောင်ကျွန်တော်မာလိုက်တဲ့ဟာလီထိုးဟာမဟုတ်ပေါ့နော်ခောက်ပြီးတိန်းတဲ့ဟာပေါ့အလွယ်ခောက်ပြီးတိန်းလို့ရတယ်တုံးမယ်ဆိုလို့ပြန်ဖွင့်မယ်ပေါ့နော်လာစားကနေမာကြည့်လိုက်တာသူကအထဲထဲမှာပိုက်တစ်ချောင်းပါတယ်ပေါ့နော်ဒီပိုက်ကကြတော့ကိုရေပြန်ထုတ်မယ်ဆိုတော့မှအသုံးပြုရမှာပေါ့နော်ကျန်တဲ့ချိန်တော့သုံးချမလို့ပါဘူးဒီကောင်ရဲ့ဝိတ်ကတော်တော်လေးရနော်ကျွန်တော်တယောက်တည်းပဲနေမှာမလွယ်ဘူးပေါ့နော်ခါနာမဲ့ဂိမ်းမှာရှိတယ်ပေါ့ကဲအထဲထဲမှာဘာပါအောင်လဲပေါ့နော်ချက်ကြည့်အောင်အထဲထဲမှာဒီစားရတဲ့တော့ပါတာပေါ့နော်ဒီရေကူးကအသုံးပြုပုံလို့ကျွန်တော်ထင်တာပဲကျွန်တော်တေချာအောင်ဖတ်လိုက်ရပါပေါ့နော်ဒါတွေကကျွန်တော်တို့အသုံးဝင်လို့ထင်ဘူးပေါ့နော်အားနဲ့ပဲကျွန်တော်ဒီစားရုပ်ကိုဝဲလိုက်ပါတယ်တယောက်တည်းမှမယ်ဆိုလို့ရှိရင်တော်လေးရနော်ခါနာမယ်တဲ့ကဲဒါကိုဖြန့်ကြည့်အောင်သူ့ရဲ့ဒီအရှိက10ပေရှိရနော်ဒီဘက်ကအကျယ်ကတော့ကျွန်တော်လည်းမသိတော့မေ့သွားပြီအမြင့်ကကျတော့2ပေရှိရဒီချာလေးဖြန့်ကြည့်အောင်ဒါမှ3တော့ဆိုလို့ရှိရင်ခုနအတိုင်းပဲပြန်ခောက်ပြီးတင်းလို့ရတယ်တော်တော်လေးလွယ်ကူပါတယ်လေထိုးနေစရာမလိုပေါ့နော်ကျန်တဲ့လေထိုးတဲ့ကန်နေဆိုလို့ရှိရင်အဲ့ဒီလေထိုးတဲ့ဆက်ကလည်းပြန်ဝယ်ရသေးတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီလေကိုပြန်ထုတ်ရတယ်တော်တော်လေးလှုပ်ရှုပ်ပါတယ်တင်းလို့ရှိရင်တော်တော်လေးကတိတာပေါ့နော်ဒီကောင်ကြီးကိုထုတ်လိုက်ရုံပဲပြန်တိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်အရက်နဲ့ပေါ့နော်တယောက်စာလဲပြမယ်သူက10ရောက်ထိစိန်လို့ရလို့ပြောထားတာပေါ့နော်ဒါကအပေါ်ကအမဲရောင်အရက်ကကြတော့သူကနောက်ဆုံးရေလဲပဲပေါ့နော်ရေလဲပဲအဲ့ထက်ပိုပြီးမဖြည့်နေပေါ့လို့ရှင်းအောင်မှသူကတတိပေးစားပါရေကန်ထဲကိုပေါ့နော်ဒိုင်ပင်မဝင်နေပေါ့ကျွန်တော်ထင်တာကလေးတော့ပဲထင်တာပေါ့နော်ဒါကျွန်တော်ရခွေးပါသူတို့ကောင်းစင်တက်ပြီးဝယ်တာပေါ့လေကျွန်တော်အပြင်ပတ်လဲလိုက်ပြပေးမယ်သူကအပြင်မှာဒီရေကန်အောင်ထိန်းထားတဲ့တောက်ပါတယ်ပေါ့နော်ဟိုဘက်ဒီဘက်တစ်ဖက်ကို3ခုစီပေါ့ထိတ်မှာကျတော့တစ်ခုစီရေထုတ်တဲ့ဟာကလည်း3ခုပါတယ်ရေထွက်ပေါက်3ခုပါတာပေါ့နော်ကဲရေကန်လေးကိုဖွင့်ပွဲလေးလုပ်ကြည့်အောင်我泡奶喽，我们不来泡奶，把都不来泡，把都不来泡。我们带奶喽。